ကျွန်တော်မြင်ရတော့လုပ်ငန်းထဲမှာဒါရီကအရန်ကိုရည်ကြီးဝေဘယ်လိုပို့ရှာရမလဲကျွန်တော်မြင်တော့လုပ်ငန်းရှင်တွေတော်တော်များများထင်တတ်ကြတာကြော်ညာတွေပို့လို့ဖို့လိုတယ် marketing တွေပို့လို့ဖို့လိုတယ်နောက်ပြီးလူတွေများများရှာဖို့အတွက် SEO လို့ခေါ်ရရများများရှိနေဖို့လိုတယ်ဒါတွေမလိုဘူးလားဆိုတော့လည်းမဟုတ်ပြန်လိုအပ်တယ်ဟိုဒါပေမဲ့အဓိကကဘာလဲဒါတွေအကုန်လုံးချိတ်ဆက်ပေးမယ့်ຢာတစ်ခုကဘာလဲပေါ့နောက်ပြီးကျွန်တော်မိတ်ဆွေတို့တည်တယ်လူတွေနဲ့ဒါကိုလုပ်နေတာပဲဘာလို့တချို့လုပ်ငန်းတွေကအရှိရောက်ပြီးတော့တချို့လုပ်ငန်းတွေကြတော့နောက်မှကြံခဲ့ရတယ်ကျွန်တော်လူတွေကလည်းတိုးတက်နေတော့လုပ်ငန်းတွေလည်းတိုးတက်နေတယ်အဲ့လိုပဲလုပ်တဲ့နီလန်းတွေတူနေရဆိုရင်လည်းဟိုလုံးနိုင်တဲ့လူအမှုထူးခြားကြီးပိုလုံးနိုင်တဲ့လူပဲအရှိရောက်မယ်ဆိုတော့ဒါကျွန်တော်မိတ်ဆွေတို့တည်တယ်ဟိုအဲ့ဒီတော့ထူးခြားမှုတစ်ခုဆိုတာဘာလဲအခုခေတ်ကာလမှာပေါ့လေနောက်တစ်ခုကလုပ်ငန်းလို့ပြောလိုက်ရောလူတွေများတည်ရလားကျွန်တော်မြင်ရတော့ဒါကိုရောင်းနေတဲ့ product တွေသုံးဖို့ service တွေမကောင်းလို့မဟုတ်ဘူးရဲ့ကျွန်တော်တို့ရဲ့ဒီ personal brand လို့ခေါ်တဲ့အရာလူတွေရှိကိုမရောက်သေးလို့လူတွေရှိကိုမမြင်ရသေးလို့အခုတခြားတာပြောနိုင်တာကတော့ကျွန်တော်ကြော်ညာတွေကတော့ online မှာအများကြီးပဲတွေ့ကြတယ်ဒါပေမဲ့အဲ့ဒီကြော်ညာတွေကလူတွေရဲ့ယုံကြည်မှုတစ်ခုကိုရဖို့ဆိုရင်အရန်ခက်ခဲတယ်ကွာမရတာမဟုတ်ဘူးတော့ရတယ်အရန်ခက်ခဲတယ်အဲ့ဒီတော့ဘာတွေလိုအပ်တာလဲအဲ့ဒီယုံကြည်မှုတွေရအောင်လူတွေရှေ့ရအောင်လုပ်မှာလဲ education knowledge content ပေါ့လေပြောချင်တာလူတွေကိုငါဒါသိတယ်နောက်ပြီးငါမင်းတို့ဒါတွေကိုညီပေးနိုင်တယ်လူတွေအကျိုးရှိရတဲ့တစ်ခုခုပြန်မျှဝေတဲ့အခါမှာဘာလဲဆိုလူတွေကအော်ဒီကောင်လေးပဲဖြစ်ဖြစ်ဒီလူသူပြောနေတယ်သူသိပါလားသူပြောနေတဲ့အကြောင်းသူသိပါလားနောက်ပြီးငါတို့လည်းတစ်ခုခုအကျိုးရှိသွားပါလားအဲ့ဒီမှာယုံကြည်မှုဆိုတာစဖြစ်တာပေါ့လေဒါကျွန်တော်ကိုယ်ပိုင် method ကိုယ်ပိုင် strategy နဲ့ပြောနေတာမဟုတ်ဘူးအောင်မြင်ပြီးသားလူတွေလုပ်နေရတာကိုကျွန်တော်ပြန်ပြီးပြောပြနေမျှဝေလို့မရှိတာမဟုတ်ရင်ကျွန်တော်တို့ online မှာနာမည်ကြီးနေ brand တွေပဲကြည့်အောင်လူပုဂ္ဂိုလ်တွေပဲကြည့်အောင်ကျွန်တော်တို့တစ်ခုခုမှတ်မိလို့ဆိုရင်သူ့ရဲ့ product ကိုမှတ်မိတာလားဒါမှမဟုတ်သူတို့ရဲ့ story တွေသူတို့ကဘယ်သူလဲသူတို့လုပ်နေတာကဘာလဲသူတို့ဘယ်လိုမျိုးမျှဝေမှုတွေပြုလုပ်နေရလဲဒါတွေကိုအရင်မြင်လာတာအဲ့ဒါဒီပြီးရကြမှာတော့ brand ဆိုတဲ့ဟာသူ့ကိုဝတ်လိုက်တဲ့အခါကျရင်ဒါတွေအမြန်ဖြစ်လာနိုင်မှုတွေအခုခေတ်ရည်စည်းကြောင်းတွေမှာဘာအမြန်ဆုံးဖြစ်နေလဲဆိုတော့ short form content လို့ခေါ်ပါတယ် short form content ဆိုတာကကျွန်တော်တို့ video အတူပုံစံဒီတော့လူတွေက video 7 minute size တွေကြည့်ရတာမကြိုက်တော့ဘူးရဲ့လိုနဲ့လိုရင် page နဲ့ message ကိုထိထိရောက်ပြောတာပဲကြိုက်ကြတယ်မဟုတ်ရင်လူ video တွေအများကြီးရှိတဲ့ထဲကနေမှာဘာကြောင့်ကို video 7 minute size ကိုအချိန်မီကြည့်နေမှာတော့သူတွေကမြန်မြန်နဲ့သူတို့လိုချင်တဲ့ရဟွာရင်ကျင်းတယ်နောက်ပြီးဒါကလည်းတစ်ချိန်နဲ့ဖြစ်လို့မရအောင်တော့နှစ်ချိန်နဲ့ဖြစ်လို့မရအောင်လူတွေကို online မှာအမြဲတမ်းတွေ့နေမှာရမှာဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီ psychology ရှုထောင့်ရှင်းပြအောင်မယ်ပထမဆုံးကိုယ့်ရဲ့ video online မှာလူတွေတွေ့တဲ့ခါကျရင်တွေ့မှာတစ်ခုပဲသူကဘာလုပ်လဲဒါပထမဆုံးလူတွေအချင်းကျွန်တော်တို့တွေ့ရများလာခင်မှာဘာလဲဆိုတော့အော်ဒီကောင်လေးကဒီ content နဲ့ share နေတာပဲတတိယဆင်းရဲကြတော့ဘာလဲဆိုတော့သူပြောနေတာတကယ်အကျိုးရှိပါလားအော်ငါတို့လည်းအကျိုးရှိရဲ့အဲ့တော့ကျ तू ကဘာ product လုပ်နေရလဲ तू ဘာ service တွေရောင်းနေတာလဲငါတို့လည်းအကျိုးရှိမယ်ဆိုတာ तू ရစမ်းသုံးကြည့်မယ်ဆိုတာဖြစ်လာတယ်အဲ့တော့ခုနကချက်ကရှင်းရှင်းလေးပထမဆုံးလူတွေကိုယုံကြည်လာတယ်သုံးလူရဲ့ချက်ကတော့လူတွေကိုရှိရယုံကြည်ပြီးဝယ်ယူလာကြတယ်ဒါ strategy တစ်ခုလည်းမဟုတ်ဘူးနောက်ပြီးဒါ trend လို့ခေါ်ရရတယ်မဟုတ်ဘူးဒါကိုလူတွေ psychology လို့ခေါ်တယ်လူတွေရဲ့အုံနောက်မှာဖြစ်နေတဲ့အရာတစ်ခုပဲ psychology ဆိုတော့မိတ်ဆွေကအရင်လုံနေကြတာလူတွေအများကြီးလုံနေကြတိုင်းပေါ့လေကြော်ညာတွေဖန်တီးမယ် post တင်မယ်ကိုယ်နဲ့ရင်းနှီးလို့မျိုးပဲရေးမယ်အဆင်ပြေတာအဲ့ဒီอ่ะအော်ဒါမှမဟုတ်ကိုယ့်ရဲ့ personal brand ကိုတဖြည်းဖြည်းတိဆောက်ရင်းနဲ့ဒီ brand ကသူ့အတူရောင်းချတယ်ဆိုတဲ့အချိန်ကြီးရအောင်ဒီမှာကျွန်တော်ချင်းပေးနိုင်တာတော့ကိုယ်လုံနိုင်လို့ဒါအကောင်းဆုံးပဲမဟုတ်ဘူးဘယ်လိုလုပ်ရမလဲဆိုတော့ကိုညီလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ messenger မှာ EAP ဆိုပြီးပို့လိုက်တာကျွန်တော်ဘက်ကနေပြီးဘယ်လိုမျိုးကိုညီလိုရလဲဆိုတော့ရှင်းပြပြပါ